Facebook ကဒီဇင်ဘာ30ရက်နေ့ကျရင် content creator တမားတွေကိုဒေါ်လာ300မောက်ပိုးပေးသွားမယ်ဆိုတော့ကြည့်ကြပြီလားမတိကျသေးရင်တော့ဒီဗီဒီယိုကိုစောင့်ကြည့်ကြည့်ပဲเนาะကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုပဲ review ဖြစ်ပါတယ်ခင်ဗျာဒီနေ့ပေါ့เนาะဒီဆူဆူကအပေးချမ်းပြန်ပြီเนาะဘယ်လိုမျိုးပေးလဲဆိုတော့ဆူဆူကဒီ content creator တမားတွေကိုပေါ့เนาะတချို့ကရတယ်တချို့ကမရဘူးလို့ကျွန်တော်ကြားတယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်ကတော့ရတယ်ပေါ့เนาะဒီ content creator တမားတွေကိုကျွန်တော်တို့ဒီ CM အောင်မိသားတမားတွေကိုဒီဒီဇင်ဘာ30ရက်နေ့ကြာရင်တော့ဒီမောက်ပိုးဒေါ်လာ300တိပေးသွားမှာပေါ့เนาะအဲ့ချိန်မှာကျွန်တော်တို့ဘယ်လိုယူရမလဲဆိုရင်တော့ကျွန်တော်နဲ့တူလာကြည့်ပေါ့เนาะကျွန်တော်တို့အရင်ဆုံးပိတ်ကိုတွားမယ်ပိတ်မှာဆိုဒီလောက်ငန်းရှက်ပေါက်ဆိုတာရှိတယ်ပေါ့နော်ဒါဝင်တွားမှာပေါ့နော်โอเคဒါဝင်တွားပြီးတော့ကျွန်တော်တို့ဒီနေရာမှာအောက်မှာဆွဲချပါပေါ့နော်အောက်ဆွဲချပြီးဒီမှာအကြောင်းရင်းဖြစ်ငွေရှာရှင်းတဲ့ဒီ content monetization နဲ့သူရေးထားရှိတယ်အင်္ဂလိပ်လို့ဆိုရင်တော့ကျွန်တော်တို့နှစ်ရက်ဖြစ်ပါတယ်အဲဝင်ပြီးဒီမျိုးတွေ့မှာဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တို့အဖျာရောင်ဟာကို update your bonus ဆိုတော့ကျွန်တော်တို့နှိပ်လိုက်ပေါ့နော်အဲဆိုရင်တော့ကျွန်တော်ဒီစင်ပါ30ရက်နေ့ကြာရင်တော့ကျွန်တော်တို့ bonus ရမှာဖြစ်ပါတယ်ခင်ဗျ content creator တမားတွေအကောင်လောက်ပေါ့နော်ဒီဒေါ်လာ300ကိုလက်မလို့နေပေါ့နော်ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ် like share လေးလောက်တော့ပေးဖို့မမေ့ပါနဲ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ